15ပဲကြီးကမြန်မာနိုင်ငံမှာဘာကြောင့်လူရိုက်များရတာလဲဒါကိုအချက်၄ချက်နဲ့ကျွန်တော်ပြောပြပေးတော့မှာမယ်1ဒီဇိုင်းဆက်ဆန်းတွေဖန်တီးလို့ရခြင်းရွှေစင်ကပြော့လို့နေတာကြောင့်အရန်နုစိတ်တဲ့ဒီဇိုင်းတွေလုပ်လို့မရပါဘူး15ပဲကြီးကတော့အခြားတက်တူတွေအနေငယ်ပါဝင်လို့ပုံမှန်ကြောပြီးပုံမှုဆန်းပြတဲ့ဒီဇိုင်းတွေကိုဖန်တီးယူနိုင်ပါတယ်2ပုံပြတ်တော့မှစိတ်ပူစရာမလိုခြင်းလက်စွပ်တွေဆွဲကြိုးတွေကိုနေတိုင်းဝတ်ဆင်ထားရင်16ပဲကြီးကပွေးတော့တာပုံမြတ်တာမျိုးဖြစ်တတ်ပါတယ်15ပဲကြီးကတော့ထိုင်ခန်းတဲ့အတွက်နေ့စဉ်ဝတ်ထားရင်တော့ပုံစံမပြတ်ပန်းနဲ့ခိုင်မာနေမှာပါ3ဈေးနှုန်းလက်လန်းမိခြင်းရွှေစင်16ပဲကြီးထက်ဈေးနှုန်းပိုပြီးတက်တာတဲ့အတွက်မိမိမှာရှိတဲ့ဘတ်ဂျက်နဲ့ချိန်ပြီးပိုပြီးစမ်းမြင့်တဲ့ဒီဇိုင်းတွေကိုရွေးချယ်နိုင်ပါတယ်4ဈေးကွက်ခိုင်မာခြင်းမြန်မာနိုင်ငံကဘယ်ရွှေဆိုင်မှမဆို15ပဲကြီးရွှေကအလွယ်တကူပြန်ရောက်နိုင်ပါတယ်ငွေလိုတဲ့အခါအခက်အခဲမရှိချက်ချင်းပြန်ရောက်နိုင်တာသူ့ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုပါဒါဆို15ပဲကြီးရွှေရဲ့အားနည်းချက်တွေရောဒါကိုနေ့မြတ်မှာကျွန်တော်ပြန်လည်တင်ပေးတော့ပါမယ်ဒီဗီဒီယိုကလူချင်းမျိုးတို့တဲ့အကျိုးတစ်ခုခုရှိမှဆိုရင် follow လေးလုပ်ပြီး share ပေးတော့ကြပါဦး